ဒါကျွန်တော်တို့မောင်နှမ3ယောက်အရင်ခောက်ဒီ3ယောက်လုံးမှာဒီမှာအရှိဆုံးကအကြီးနောက်ဆုံးကအလက်အငယ်အလဲကအငယ်3ယောက်လုံးမှာအဲ့လိုလေးတွေနော်အမေရှိတယ်အဖေမရှိတော့ဘူးဒီနေ့ကျွန်တော်တို့ဒီဘက်ကိုလာပြီးတော့လှူပေးတာ3ယောက်လုံးသူတို့ကလက်ရှိဒီမှာ3ဘိန်းလေးသူတို့အတုံးပြုတ်နေတဲ့3ဘိန်းလေးပြတ်သွားလို့ကျွန်တော်တို့နော်အားကြောင့်မလို့ပါနော်ပြတ်သွားတဲ့3ဘိန်းလေးကအဲ့3ဘိန်းလေးလားဟောတော်တော်ဟောအေးအကုန်ပြန်စစ်ရမှာနော်လာရတွေရောအကုန်ပြန်စစ်ရမှာနော်အဲ့ဒါလေးကိုဘယ်လိုတတ်မှာတော့တက်ရတယ်ပေါ့ရလေအကိုကြီးပဲတက်ကြည့်လိုက်ဩပိုင်းမရတူနီးတူဟန်နဲ့တူတော့ဟုတ်နေရပဲနော်ဟောနောက်ကအငဲလက်တက်ပြီဟောအဲ့လိုတက်တာအဲ့ဒါကိုဒီ3ဘိန်းနဲ့လှည့်ပြီးတော့ဆိုလာတွေလိုက်ပြန်လာပစ္စည်းရကြပဲမှတင်တော့အဲ့လိုမကောင်းတော့လို့ကြောင်ထုတ်တာလားဟုတ်ပြီစီစဉ်ပေးမယ်ချိန်ခဏလေးစောင့်ပြီနော်အကုန်လုပ်ပေးမယ်နော်ခဏလေးစောင့်ပြီပါနော်ဟုတ်ပြီအကုန်ပြန်စစ်ပေးမယ်နော်ဒီဘက်မှာじゃအဲ့လိုပြင်တဲ့လူတွေရှိလားဟုတ်ပြီကုန်းလေးပြန်ထွန်ရမှာနော်ဒါတွေကစီပြန်မှုတ်ကုန်းတာယာတွေပါတယ်မကောင်းတာပြန်လဲဟုတ်ပြီကျေးဇူးပါစင်ရ